တညမှာတငယ်ချင်း3ယောက်ပါတဲ့ကားတစ်စီးကအဝေးပြေးကားလမ်းကြီးပေါ်မှာမောင်းနှင်လာပါတယ်။ပါတီပွဲတစ်ခုကနေပြန်လာတဲ့ပုံမှန်လူငယ်တစုပါပဲရင်မောင်းဖြစ်သူကလွဲပြီးကြံတဲ့တငယ်ချင်း2ယောက်ကအိပ်ပျော်နေကြပါပြီ။အချိန်ကြာလာတဲ့အခါမှာတော့သူလဲငိုက်လာတာနဲ့ရေဒီယိုကိုဖွင့်ပြီးတချင်းသားထောင်နေလိုက်ပါတယ်။တဖြည်းဖြည်းနဲ့သူ့အိတ်ချင်စိတ်ကိုမနှဲထိန်ပြီးဂယုတစိုက်မောင်းလာခဲ့ပေမဲ့သူခဏလေးအိမ်ငိုက်သွားပါတော့တယ်။သူအိပ်ပျော်သွားတာကြောင့်လီဘာကိုဖိနှင်းတယ်လို့ဖြစ်ပြီးကားကလမ်းဘေးကိုအနှဲငယ်ထိုးဆင်းသွားပါတော့တယ်။ကံကောင်းတာကသူချက်ချင်းလက်နိုးသွားတာကြောင့်ကားကိုအမြန်ပဲပြန်ထိန်းနိုင်လိုက်ပါတယ်။တငယ်ချင်းတွေလည်းလက်နိုးလာတာကြောင့်လမ်းပေါ်မှာအကောင်တကောင်တွေ့လို့ရှောင်လိုက်တာပါဆိုပြီးသူကလိန်ပြောလိုက်တာကြောင့်အားလုံးကအဆင်ပြေပါတယ်ဆိုပြီးပြန်အိပ်ဖို့ပြင်လိုက်ကြပါတယ်။အဲ့အချိန်မှာပဲရုတ်တရက်ဆိုသလိုကားရဲ့နောက်ကြည့်မှန်ကနေကားတစ်စီးရဲ့မီးကိုလှမ်းမြင်လိုက်ရပါတယ်။တေချာကြည့်လိုက်တဲ့အခါမှာတော့ရဲကားတစ်စီးကသူတို့ကားနောက်ကိုလိုက်လာနေတာပဲဖြစ်ပါတယ်။လူတိုင်းကလည်းလန့်သွားပါတယ်။ဘာလို့လဲဆိုတော့သူတို့ပါတီပွဲမှာအရက်တောက်ပြီးကားမောင်းပြန်လာတာကြောင့်အဖမ်းခံရနိုင်လို့ပါပဲ။အဲ့အချိန်မှာသူတို့ကားထဲကရေဒီယိုကနေအတန်တန်ကိုကြားလိုက်ရပါတယ်။မင်းတို့ပြေးတော့လို့ခဏခဏပြောနေရဲ့အတန်တစ်ခုပါ။သူတို့အားလုံးလည်းဒီစကားတန်ကဘယ်လိုထွက်လာတာလဲဆိုတာထူးဆန်းနေကြပါတယ်။ရဲကားကသူတို့ကားနောက်ကိုကပ်လိုက်လာပြီးအုပ်ဩတန်တွေလည်းဆူညံနေပါတော့တယ်။ကားပေါ်ကကောင်မလေးကလည်းကြောက်ပြီးအော်ဟစ်နေပါတယ်။ရှင်မောင်းဖြစ်သူကသူတို့ကားကိုရက်ပေးလိုက်တင်လားမောင်းပြေးရမလားစဉ်းစားပြီးလီဘာကိုတဆုံနှင်းပြီးထွက်ပြေးဖို့ကိုရွေးချယ်လိုက်ပါတယ်။ဒါပေမဲ့ရဲကားကလည်းသူ့နောက်ကနေကပ်လိုက်နေတာကြောင့်သူလည်းလမ်းဘေးကိုချရက်ပေးလိုက်ရပါတော့တယ်။ရဲကားကသူတို့ကားနောက်မှာရက်လိုက်ပြီးအုပ်ဩတန်တွေပိတ်သွားပေမဲ့မီးတွေကတော့သူတို့ကားကိုထိုးထားတော့ပါပဲ။သူတို့အားလုံးလည်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုကြောက်ကြောက်နဲ့ကားထဲမှာပဲထိုင်ဆောင်နေမိပါတော့တယ်။ရဲကားကတကားပွင့်သွားပြီးကင်းလှည့်ရဲတယောက်သူတို့စီလာနေတာကိုတွေးလိုက်ကြရပါတယ်။ရဲကြီးကညဘက်မှာတောင်နေကမျက်မှန်ကြီးတက်ထားပြီးခေါင်းပေါ်မှာလည်းစံပင်တမွေးမှမရှိပါဘူး။ဒီအချိန်မှာပဲရဲကသူတို့ကားမှန်နားမှာရက်လိုက်ပါတယ်။ရင်မောင်းလဲစိုးရိမ်နေတဲ့အမူအရာနဲ့ကားမှန်ကိုချပေးလိုက်ပါတယ်။ရင်မောင်းကမြန်မာနိုင်ငံကမော်တော်ဘီကယ်နဲ့မာပြီးဈေးညှိနေပေမဲ့ရဲကြီးကတော့ဘာမှမပြောဘဲသူ့ကိုပဲစိုက်ကြည့်နေပါတယ်။ကျွန်တော်တို့တခုခုများအမှားလုံးမိလို့လားလို့မေးလိုက်တဲ့အခါမှာတော့ရဲကြီးကပွင့်နေတဲ့တကားကနေခေါင်းတိုးဝင်လာပြီးတေးသေးချာချာအနီးကပ်ကြည့်နေပါတော့တယ်။အဲ့နောက်မှာရဲကြီးကသူ့မျက်မှန်ကိုတဖြည်းဖြည်းချင်းချွတ်လိုက်တဲ့အချိန်မှာနီးရဲနေတဲ့မျက်လုံးတွေကိုတွေ့ပြီးသူတို့အားလုံးကြောက်လန့်သွားကြပါတယ်။ရုတ်တရက်ပါဇက်ကိုဟာပြီးသွားဖုံးတွေသွားတွေမရှိတဲ့သူ့ရဲ့အ내ရောက်ပါဇက်ပေါက်ကြီးကိုထုတ်ပြလိုက်တဲ့အချိန်မှာတော့သူတို့အားလုံးကြောက်လန့်တကြားအော်ဟစ်နေရပါတော့တယ်။အဲ့ဒီညမှာဒီလူငယ်တွေကြုံတွေ့ခဲ့ရတဲ့အရာကြီးကတော့ SCP-973 ပဲဖြစ်ပါတယ်။ SCP-973 ရဲ့ကားက1990ခုနှစ်မှာထုတ်ထားတဲ့အရန်အိုဟောင်းနေတဲ့ကားတစ်စီးဖြစ်ပြီးတော့ကားတစ်စီးလုံးကလည်းချိုင်းတွေဖြစ်နေပြီးရှေ့မှန်ကလည်းကွဲနေတာကြောင့်တိတ်နဲ့ကတ်ထားတဲ့ပုံစံပါပဲ။လိုက်ပါစီးနေတဲ့ရဲကတော့1990ခုနှစ်တုန်းကပြည်နယ်တပ်ဖွဲ့ဝင်ယူနီဖောင်းကိုဝတ်ဆင်ထားပြီးမျက်မှန်မဲကြီးတက်ထားပြီးနှုတ်ခမ်းမွေးထူထူနဲ့စံပင်မရှိဘူးလို့မျက်မြင်သက်သေတွေကပြောကြပါတယ်။ဒီပါဇက်ပြဲ SCP ကြီးကဘာလို့ပေါ်လာမှန်းမသိပေမဲ့ကားတစ်စီးကသတ်မှတ်ထားတဲ့အမြန်နှုန်းထက်ကျော်လွန်သွားတဲ့အခါမှာပေါ်လာလေးရှိတာကိုလေ့လာတွေ့ရှိရပါတယ်။ SCP-973 ကပြစ်မှတ်ထားတဲ့ကားရဲ့နောက်ကီလိုမီတာတစ်ဝက်လောက်မှာပေါ်လာပြီးအရမ်းမြန်တာကြောင့်ပြေးလို့မလွတ်နိုင်ပါဘူး။ကားမောင်းရင်းရေဒီယိုမှာမင်းပြေးတော့လို့သတိပေးတန်ကြားရပြီဆိုရင်တော့သူလိုက်လာတဲ့ရဲကားဆိုတာတေချာနေပါပြီ။ရေဒီယိုထဲကအတိုင်းအမြန်နှုန်းမြင့်ပြီးမောင်းပြေးမယ်ဆိုရင်တောင်သူကတင့်ကားနောက်ကို6မိနစ်အတွင်းလိုက်မိလာမှာပါ။တကယ်လို့သူ့စီကနေမောင်းပြေးတာပဲဖြစ်ဖြစ်ကားကိုရက်ပေးလိုက်တာပဲဖြစ်ဖြစ်အရန်ကိုစိုးရိမ်စရာအခြေအနေနဲ့ကြုံတွေ့ရမှာပါ။တငယ်ချင်း3ယောက်ကတော့အရန်ဆိုးရွားတဲ့ဖြစ်ရက်ဆိုးနဲ့ကြုံတွေ့ခဲ့ရတယ်ဆိုတာရှင်းနေပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်တွေကဆွဲဖြဲခံထားရတဲ့အပြင်ဝမ်းပိုက်အတွင်းကကိုရင်းကလေးစာတွေပါဖျက်တောက်ခံထားရလို့ပါ။သူတို့စီးလာတဲ့ကားတစ်စီးလုံးကလည်းစုပ်ပြတ်တက်လို့နေပါပြီ။မရက်ပေးပဲမောင်းပြေးသွားတဲ့ကားကိုတော့ကားလမ်းရဲ့10ကီလိုမီတာအကွာမှာပြန်တွေ့ခဲ့ရပါတယ်။ကားဟာအဝေးပြေးလမ်းမပေါ်ကနေဒီနေရာကိုဘလို့ရောက်လာခဲ့တာလဲကိုတော့အတိအကျမပြောပြနိုင်ကြပါဘူး။ယခုအချိန်ထိလူဦးရေ34ယောက်နဲ့ကား19စီးကျော်တပ်ဖြတ်ခံထားရတယ်လို့သိရပေမဲ့တကယ်အရေးအတွက်မှာပိုပြီးတော့များနိုင်ပါသေးတယ်။ SCP-973 တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာကနေလွတ်လာခဲ့တဲ့လူ9ဦးကိုဖောင်ဒေးရှင်းကရှာဖွေပြီးမေးမြန်းခဲ့ပါတယ်။ဒါပေမဲ့သူတို့အားလုံးနီးပါးစိတ်ဒဏ်ရာရပြီးကြောက်လန့်နေတုန်းပါပဲ။
ဖောင်ဒေးရှင်းက1983ခုနှစ်မှာဒီရဲကားပေါ်လာတက်တဲ့အဝေးပြေးလမ်းကိုဖောက်ခွဲပြီး SCP-97 ပေါ်လာအောင်စ조사ခဲ့ပေမဲ့သူကတခြားလမ်းကြောင်းဘက်ကိုပြောင်းလဲပြီးအမဲလိုက်တပ်ဖြတ်မှုတွေဆက်ဖြစ်ခဲ့ပါတယ်။ဒီရဲကားကိုဖမ်းဆီးထိန်းသိမ်းဖို့ကိုလည်းခဏခဏစ조사ခဲ့ကြပါသေးတယ်။ SCP Foundation ရဲ့အထူးကျွမ်းကျင်တဲ့စစ်သားတွေကဒီလမ်းမှာအမြန်နှုန်းကိုမြင့်မောင်းပြီးသူ့ကားပေါ်လာအောင်ဆွဲဆောင်ခဲ့ကြပါတယ်။ဒီနေ့မှာတော့သူတို့ရေဒီယိုကသတိပေးတံကိုကြားလိုက်ရပြီးရဲကားကသူတို့နောက်ကိုလိုက်လာနေတာတွေ့လိုက်ရပါတယ်။ Foundation ကလည်းသူတို့အတွက်အကူအညီများကိုစေလွှတ်ခဲ့ပေမဲ့သူတို့နောက်ကျသွားခဲ့ပါပြီ။ SCP-97 ကအေဂျင့်တွေရဲ့ခန္ဓာကိုယ်တွေကိုစုပ်ဖြဲနေတာကိုတွေ့လိုက်ကြရပါတယ်။အကူအညီရောက်လာတဲ့အထူးတပ်ဖွဲ့များကတနက်များနဲ့ဆက်တိုက်ပစ်ခတ်ဖမ်းဆီးရန်စ조사ကြပေမဲ့သူကတော့ဘာထိခိုက်မှုမှမရှိပါဘူး။သူကအထူးတပ်ဖွဲ့ဝင်9ယောက်ကိုပြန်လည်တပ်ဖြတ်ခဲ့ပြီးနောက်ဆုံးတစ်ယောက်သာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။အခုအချိန်ထိ SCP-97 ကိုဖမ်းဆီးထိန်းချုပ်နိုင်ခြင်းမလုပ်နိုင်သေးတာမလို့သူ့ကိုအနေရများတဲ့ယူကလစ်အမျိုးအစားထဲထည့်သွင်းထားပါတယ်။အချိန်တိုင်းဂျိုတူးမှစောင့်ကြည့်နေရပြီးည10နာရီမှမနက်4နာရီခွဲအထိရင်ကြောအားလုံးကိုပိတ်ဆို့ထိန်းသိမ်းထားပါတယ်။လမ်းကြောင်းကိုပိတ်ထားပေမဲ့လည်း SCP-97 ကတော့တခြားလမ်းတွေမှာပါပေါ်လာတတ်တာကြောင့်အခုအချိန်ထိအရန်ကိုအနေရများတဲ့ပစက်ပြဲတဲ့ရဲကားတရဲပဲဖြစ်ပါတယ်။ကျွန်တော်တို့နေထိုင်တဲ့မြန်မာနိုင်ငံကြီးမှာလည်းပစက်ပြဲပြီးအစားကြီးတဲ့ရဲတွေရှိပါတယ်။သူတို့ကိုတော့ဘယ်ဖောင်ဒေးရှင်းကမှဖြည့်ရှင်းပေးနိုင်ခြင်းမရှိသေးပါဘူး။အားလုံးပဲဂရုစိုက်ကြပါ။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။